အားလုံးပဲမင်္ဂလာပါမမီပါဒီနေ့တော့ကျွန်မက Mommy's by Dr. အေးရနေပြန်နေကြိုဆိုလိုက်ပါတယ် Tuesday Talk အနေနဲ့ parenting tips လေးကိုပြောပြပေးသွားပါမယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်မက parenting expert မဟုတ်ပါဘူးဒါပေမဲ့ parenting နဲ့ပတ်သက်ပြီးတော့မှကျွန်မကကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကို diploma တက်ရောက်သင်ကြားပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒါကျွန်မကမိဘပြုစုပြောထောင်မှုအနေနဲ့နောက်ထပ်တစ်ဆင့်ထပ်ပြီးတော့မှလေ့လာရမယ်လို့မျှော်လင့်လို့ကျွန်မကသိရှိတဲ့အတွက်ကြောင့်မလို့ဒါလေးတွေလေ့လာတာဖြစ်ပါတယ်အဲ့တော့ကျွန်မလေ့လာမိတဲ့လောက်လေးကျွန်မကတန်ဖိုးရှိတဲ့အချက်လက်လေးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ပြီးတော့ကျမတို့တွေကမိဘဖြစ်လာတယ်ဆိုတာကကျမတို့ပြုစုပြောထောင်မှုနဲ့ပတ်သက်ပြီးတော့မှကျမတို့ training တွေဆင်းခဲ့တာမဟုတ်ဘူးသင်တန်းတွေတက်ရောက်ခဲ့တာမဟုတ်ဘူး degree တွေရခဲ့တာမဟုတ်ဘူးဒါကြောင့်မို့လို့ကျမက parenting နဲ့ပတ်သက်ပြီးတော့မှ sharing လုပ်ပေးသွားခြင်းပဲဖြစ်ပါတယ်အဲဒီတော့ကလေးတွေနဲ့ပြုစုပြောထောင်မှုနဲ့ပတ်သက်ပြီးတော့မှစပြီးပြောတဲ့နေရာမှာဆိုလို့ရှိရင်အရေးကြီးဆုံးတစ်ချက်ကဒေါက်တာဘက်ကီကနေဒီပြောခဲ့တာကတော့ကျမတို့ကလေးလေးတွေရဲ့အပြုအမူဆိုးတွေကကျမတို့ကလေးလေးတွေကစိုးသွမ်းနေရမဟုတ်ဘဲနဲ့ကျမတို့ရဲ့ကလေးလေးတွေရဲ့အတွင်းစိတ်ကလေးတွေကောင်းမွန်နေတယ်ဆိုတာကိုအရင်ဆုံးသိထားပေးပါလို့ပထမဆုံးစပြီးတော့ပြောထားပါတယ်ကလေးလေးတွေကသူတို့ရဲ့စိတ်ခံစားချက်တွေသူတို့ရဲ့အတွေးတွေသူတို့ရဲ့အစင်မပြေမှုတွေဒါမျိုးတွေကိုကျမတို့အပြုအမူလေးတွေနဲ့စပြီးတော့မှဖော်ပြနေတာဖြစ်ပါတယ်သူတို့ရဲ့အတွင်းစိတ်လေးတွေကတော့ပုံမှန်အဖြစ်ဟာကောင်းနေကြပါတယ်လို့ဆိုတာကိုပြောထားတယ်နောက်ထပ်တစ်ချက်ကကြတော့ကျမတို့ကလေးလေးတယောက်ကိုပေါ့နော်ကောင်းမွန်တဲ့ဒါလူကြီးတယောက်ဖြစ်လာဖို့အတွက်ပြုစုပြောထားမှုဆိုတာကအရန်ကိုအရေးကြီးတဲ့အလုပ်တစ်ခုဖြစ်တယ်တခြားအလုပ်တွေတက်လည်းခက်ခဲတယ်ဆိုပြီးသူကထောက်ပြပေးခဲ့တယ်ဒါပေမဲ့ကျမတို့တွေကထူးဆန်းတာကတော့ကျမတို့ training အနေနဲ့သင်တန်းတွေအနေနဲ့တက်ခဲ့တာမျိုးတွေတော့ကျမတို့ရှိမနေခဲ့ဘူးဆိုတာကိုသူကထောက်ပြပေးခဲ့ပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ကတော့ကျမတို့တွေကဒီကလေးလေးတွေကိုပြုစုပြောထောင်တဲ့နေရာမှာအရင်ဦးဆုံးကလေးလေးတွေရဲ့အပြုအမူစုတွေကိုအရင်ဦးဆုံးကျမတို့ကင်ထွယ်ဖြည့်ရှင်းပြီးသွားတော့မှပြုပြင်ပေးမယ့်အစားကလေးလေးတွေနဲ့ဆက်သွယ်မှုအရင်ဦးဆုံးရရှိအောင်လှုပ်ဆောင်ပါလို့ပြောထားပါတယ်ကလေးလေးတွေရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့စိတ်ခံစားချက်တွေအကုန်လုံးကိုသူတို့နဲ့ဆက်သွယ်ဖို့အတွက်လှုပ်ဆောင်ပါပေါ့နော်အဲ့တော့လှုပ်ဆောင်ဆက်သွယ်မှုတစ်ခုလှုပ်ဆောင်ဖို့အတွက်ပို့ပြီးတော့မှအရေးကြီးပါတယ်အဲ့ဒါကြတော့မှပဲသူတို့ရဲ့စိတ်ခံစားချက်တွေကိုပို့ပြီးတော့သိမယ်ကင်တွယ်ဖြည့်ရှင်းနိုင်စွမ်းတွေကိုလည်းသူတို့ကပို့ပြီးတော့ရရှိနိုင်တာမယ်ဒါကြောင့်မို့လို့ကလေးလေးတွေနဲ့အရင်ဆုံးစိတ်ချင်းဆက်သွယ်ဖို့အတွက်လိုအပ်ပါတယ်လို့ပြောထားပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ကလေးလေးတွေကအပြုတ်မှုစိုးတွေနဲ့လှုပ်ထားတဲ့အချက်ကဒီ identity လို့ခေါ်တဲ့ကလေးလေးတွေရဲ့ပုံစံပေါ့ဆိုးတဲ့ကလေးကောင်းတဲ့ကလေးဒီလိုမျိုးတွေနဲ့တွဲဖက်ပြီးသွားမှပြောဖို့မသင့်ပါဘူးပြောရမှာမျိုးမဟုတ်ပါဘူးဆိုပြီးတော့လည်းပြောထားပါတယ်နောက်ထပ်တစ်ချက်ကကြတော့ကိုယ့်ရဲ့ကလေးကိုစိုးသွမ်းတဲ့ကလေးဒါမှမဟုတ်လို့ရှိရင်လည်းဒါတစ်ခုခုဖြစ်တော့မယ်ဆိုပြီးတော့မှနာမည်တက်တာပေါ့နော်ကျမဆိုလို့ရှိရင်ဒါမနေ့ကတော့ကျမအမားတစ်ခုလုံးမိရပေါ့နော်ဒါ sharing ပြန်ပြီးတော့မှလုပ်ပေးတာပါဆိုတော့ကလေးလေးကဒီရက်ပိုင်းမှာသူ့ရဲ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာမျိုးဖြစ်ဖြစ်ကျမရဲ့သမီးလေးအဆင်မပြေဖြစ်နေရဲ့စိတ်ပိုင်းဆိုင်ရာအဆင်မပြေတာခံစားချက်ပိုင်းဆိုင်ရာအဆင်မပြေတာခန္ဓာကိုယ်အဆင်မပြေတာအကုန်လုံးကိုသူကစကားပြောတတ်နေဆိုပေမဲ့အကုန်လုံးထုတ်ပြနိုင်ခြင်းမရှိဘူးနောက်တော့မှသူနေမကောင်းဖြစ်တယ်လို့နောက်တော့မှသူအဆင်မပြေဖြစ်နေတဲ့ကိစ္စတွေကိုနောက်မှbackward နဲ့ပြန်ပြီးတော့မှသိလာရတာဖြစ်တဲ့အတွက်ကြောင့်မို့သူတခုခုအဆင်မပြေတာရှိရဆိုတာကိုကျမမသိရှိခဲ့ဘူးねကျမကဒါသူကြောင်းလွတ်တဲ့အချိန်မှာဆိုလို့ရှိရင်ကျမကြည့်လိုက်တော့သူစားစရာတွေတိတ်မစားထားဘူးပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ဒါမစားထားဘူးဆိုလို့ရှိရင်အိမ်ပြန်ရောက်လို့ရှိရင်သူကကြီးကြတော့မယ်ဆိုပြီးတော့သူ့ကိုကျမကသွားပြီးတော့ပြောနေတာပေါ့နော်ဒါစောစောပြန်ကြမယ်သမီးစားရတာလည်းနေတယ်အိမ်ပြန်ရောက်လို့ရှိရင်မမေကိုကြီးကြတော့မှာပဲဆိုပြီးသမီးလေးကိုသွားပြီးတော့ပြောမိတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောလိုက်တဲ့အခါမှာဆိုလို့ရှိရင်သူတို့ရဲ့အတွင်းစိတ်ထဲမှာငါကကြီးကြတတ်တဲ့ကလေးဆိုပြီးတော့သိမြင်သွားမယ်ပို့ပြီးတော့မှာပေါ့နော်ဒါမျိုးတွေကိုကျမမစင်စားမနေဒီလိုမျိုးလက်လို့စပယ်ပြောလိုက်တဲ့အပြုအမူမှာလည်းဒါကျမတို့စောင့်ထမ်းရမယ့်အခြေအနေဖြစ်ပါမယ်ဆိုတာကိုကျမသိရှိခဲ့တယ်ပေါ့နော်ဒါကို sharing လေးလုပ်ပေးတာဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့ကျမတို့ဒီအပြုတ်မှုဆိုးတွေလုပ်တယ်ဆိုတဲ့ဟာကိုကျမတို့အရင်ဦးဆုံးနားလည်ဖို့အတွက်လိုအပ်ပါတယ်ဒီအပြုတ်မှုဆိုးကိုပြုပြင်ပေးမယ့်အစားပေါ့နော်ဆိုတော့ဒါကိုအပြုတ်မှုဆိုပြီးတော့မှနားလည်ဖို့အတွက်လိုအပ်တယ်ဆိုတာကကျမတို့စုပေးတံပေးစနစ်နဲ့ကျမတို့အရင်တုန်းကမိဘအုပ်ထိန်းမှုပုံစံမျိုးတွေပြုလုပ်တတ်တယ်ပေါ့နော်အဲ့တော့အပြုတ်မှုဆိုးလုပ်နေရင်နင်အပြစ်ဒဏ်ခံရတော့မယ်ဆိုတဲ့ပုံစံမျိုးလုပ်လိုက်တယ်ဆိုလို့ရှိရင်ကလေးလေးနဲ့ဆက်သွယ်မှုချိတ်ဆက်မှုညှော့နေသွားမယ်ကလေးလေးကလည်းဒီဟာကိုဒါငါအပြုတ်မှုဆိုးလုပ်တတ်တဲ့ကလေးဆိုပြီးတော့မှထင်မြင်သွားမယ်ဒါမျိုးတွေမဖြစ်ရအောင်လို့ဒီအပြုတ်မှုဆိုးဘယ်ကနေလာတာလဲဆိုတာကိုအရင်ဆုံးသိရမယ်ပြီးရင်သူတို့ကိုလည်းနားလည်ပေးရမယ်တသားအစင်မပြေနေဘူးဖြစ်နေ
တယ်မမေသိတယ်ဒါပေမဲ့ဒီဟာကိုမလုပ်ရဘူးလုပ်ရမယ်ဒါမျိုးလေးတွေပေါ့နော်ပြောပြပေးရမျိုးဖြစ်ပါတယ်အဲ့တော့ဒီဟာအတွက်ကိုလုပ်ပေးဖို့အတွက်ကိုလည်းသူတို့ရဲ့ emotions လေးတွေကိုကိုက like ပြီးသွားတော့မှသိပေးရဲဆိုတော့အခြေအနေကသူတို့ဒီအပြုတ်မှုစိုးလေးတွေကိုကောင်းမွန်တဲ့ဘက်ကိုရောက်သွားဖို့အတွက်ကိုက empowerment ပေါ့အားပေးစကားပြောတာနဲ့အတူတူပါပဲသူတို့အရင်ဆုံးနားလည်မှုပေးပါလို့ပြောထားပါတယ်နောက်တစ်ခုကကြတော့ကလေးတွေကိုအမြဲတမ်းပျော်ရွှင်နေအောင်လုပ်ပေးဖို့အတွက်မလိုအပ်ဘူးပေါ့ဘာကြောင့်လဲဆိုတော့ဒီကလေးလေးတွေကအစင်မပြေမှုတွေနဲ့သူတို့ကစပြီးတော့ငယ်စဉ်ကလေးတောင်ကြီးဘဝနေရာတွေစပြီးတော့ကြုံတွေ့ရတာဖြစ်တယ်အဲ့ဒီအချိန်မှာကျမတို့ကအမြဲတမ်းပျော်ရွှင်နေအောင်လို့ဆိုပြီးတော့အစင်မပြေမှုတွေအကုန်လုံးကိုအစင်ပြေနေအောင်လို့ဖန်တီးပေးတဲ့အခါမှာကလေးလေးကဒီအစင်ပြေမနေမှုဆိုတာကဒါအန္တရာယ်ပဲငါတို့ကြောက်ရမယ့်အရာပဲငါတို့ရှောင်ပြေးရမယ့်အရာပဲဆိုပြီးထင်သွားပြီးသွားတဲ့အခါမှာသူတို့ရဲ့ခန္ဓာရည်စွမ်းကိုကျမတို့ကနှိမ့်ချပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်နှိမ့်လိုက်တဲ့အခါမှာသူတို့ရဲ့ resilience လို့ခေါ်တဲ့ခန္ဓာရည်အားကသူတို့ကငြိသွားတယ်ပေါ့နော်အဲ့လိုမျိုးကျမတို့ကပျော်ရွှင်မှုအတွက်ဖန်တီးပေးမယ့်အစားသူတို့တွေနဲ့အတူတူရှိနေတယ်သူတို့စူးစမ်းပြီးတော့ဖြည့်ရှင်းနိုင်ဖို့အတွက်ကိုကျမတို့ကအားပေးအားမြောက်ပြုပြီးသွားတော့မှဘေးရနေပြီးသွားတော့မှကျမတို့အဖို့လိုက်လုပ်ပြီးသွားတော့မှကျမတို့လိုက်ကြည့်ပြီးသွားတော့မှသူတို့ကိုထိန်းချောင်းပေးရမှာဖြစ်တယ်လို့ပြောထားပေးပါတယ်နောက်ထပ်တစ်ချက်ကကြတော့ကျမတို့ကဒီကလေးလေးကပေါ့နော်အစင်မပြေနေတဲ့ဟာတစ်ခုခုကိုဆက်ပြီးတော့မှကြော်လွှားသွားရမယ်ကြော်လွှားတဲ့နေရာမှာဆိုလို့ရှိရင်သူတို့တွေကခန္ဓာရည်ရှိဖို့အတွက်ဆိုလို့ရှိရင်သူတို့ကအစင်မပြေတဲ့အရာတွေကိုကြော်လွှားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချိန်မှာဆိုလို့ရှိရင်ဘာလဲဆိုတော့ကလေးလေးကဒီပထမဦးဆုံးပြောရမယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်သူကဘာလဲဆိုညံစမ်းတပုတ်ကိုသူကဖြည့်နေတဲ့အခါမှာဆိုလို့ရှိရင်ငါမနှုတ်နိုင်တော့ဘူးငါမတွက်နိုင်တော့ဘူးတင်ချတပုတ်ပဲငါမတွက်နိုင်တော့ဘူးဆိုလို့ရှိရင်မိဘကပဲတွက်လိုက်တော့ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာမိဘအနေနဲ့ကတွက်ပေးမယ်ဆိုပြီးတော့ပြောမယ်အစားဘာလုပ်ပြရမလဲဆိုတော့ခက်တယ်ဆိုတာကိုမမေနာလို့ပဲမမေတော့ကလေဒီလိုမျိုးခက်ခဲခဲ့တယ်ဒါပေမဲ့လုပ်ရင်းနဲ့တဆင့်ချင်းစီအောင်မြင်သွားတဲ့ပျော်ရွှင်မှုကမမေလုပ်ပေးလိုက်တာထက်ပိုပြီးပျော်ရွှင်စရာကောင်းတယ်ဆိုပြီးတော့သူတို့ဘေးနာနေအားပေးပြီးတော့ထိန်းချောင်းပြီးတော့တဆင့်ချင်းစီလုပ်ပေးလိုက်တယ်ဆိုလို့ရှိရင်ကလေးလေးကတကယ်ကိုခန္ဓာရည်ရှိပြီးတော့မှတကယ်ပျော်ရွှင်မှုအစစ်ကိုရရှိမှာပဲဖြစ်ပါတယ်အဲ့ဒီခါမှာသူတို့ကစိတ်ပိုင်းဆိုင်ရာယုံကြည်မှုရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရဲ့ခံစားပြီးတော့သူတို့ရဲ့ဘဝမှာအခက်အခဲတွေအားလုံးကိုအကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ပေးနိုင်ပြီးရှိသွားမှာဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ဗာပြောထားလေးလဲဆိုတော့ကလေးလေးတွေကပေါ့နော်သူတို့တွေကအခက်အခဲတစ်ခုကိုကြုံလာတဲ့အခါမှာကိုယ့်ရဲ့မိဘတွေကနေပြီးတော့မှသူတို့ရဲ့စိတ်ခံစားချက်တွေကိုလိုက်ပြီးတော့မှအဖို့လိုက်ပြီးပေးနေရဆိုလို့ရှိရင်ဒါဆက်သွယ်မှုချိတ်ဆက်မှုလုပ်ပေးနေရဆိုလို့ရှိရင်သူတို့စိတ်ပြည့်အားငယ်မှုက10ပေါ့နော်10မှာ10လောက်ခံစားနေရတယ်ဆိုလို့ရှိရင်ကိုယ်ရရှိနေတဲ့အတွက်ကြောင့်မလို့10မှာ6လောက်ဖြစ်သွားပြီးတော့သူတို့ဘာသာသူတို့ဆက်ပြီးတော့မှရင်ဆိုင်နိုင်စွမ်းရှိသွားတယ်ဆိုတာကခုခံအားခန္ဓာရည်ရှိမှု resilience ကိုပြိုးထောင်ပေးခြင်းပဲဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြတော့သူတို့တွေရဲ့ဒီ emotional ပေါ့နော်အခုနောက်တော့အစင်မပြေနေတဲ့ emotional လေးတွေကိုသူတို့ကိုအတိအမှတ်ပြုပေးပါလို့ပြောထားပါတယ်အတိအမှတ်ပြုရဆိုတာကခက်ခဲနေရဆိုတာသိတယ်စိတ်ပင်ပန်းနေရဆိုတာသိတယ်အစင်ပြေသွားလိမ့်မယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့တကယ်ကိုအစင်မပြေဖြစ်နေရဆိုတာကိုနားလည်ပေးပါတယ်ဆိုတော့နားလည်ပေးမှုကအရန်ကိုလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့တွေကခံစားချက်တွေကိုနားလည်တာဖြစ်တယ်သူတို့ရဲ့စကားလုံးတွေကိုနားလည်တာမဟုတ်တော်ပြီးကြောင်းသွားတော့ဆိုပြီးတော့ပြောတာမျိုးကျမတို့တွေကတတ်မှတ်လိုက်ရမှာမဟုတ်ဘူးသူတို့ကိုဆက်ပြီးတော့မှလုပ်ဖို့အတွက်အားပေးအားမြောက်ပြုရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကလေးလေးတွေကပေါ့နော်ကိုကနေပြီးတော့မှပြဿနာတစ်ခုကိုဖြေရှင်းပေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်သူကဖြေရှင်းနိုင်စွမ်းရှိသွားတာမဟုတ်ဘဲနဲ့သူကဒီသူတို့ကိုနားလည်ပေးလိုက်တာကိုသူတို့ရဲ့အရေးချင်းတွေတိုးတက်ပြီးသွားတာသွားတာဖြစ်ပါတယ်ဆိုပြီးတော့သူကထောက်ပြပေးခဲ့တယ်ပေါ့နော်ဆိုတော့သူတို့ဘာသာသူတို့ရင်ဆိုင်ကြော်ဖြတ်နိုင်သွားမယ်ဆိုတာကိုကအမြဲတမ်းယုံကြည်ပြီးတော့ကိုယ့်ရဲ့ကလေးကိုကောင်းမွန်တဲ့environment ကိုဖန်တီးနိုင်စွမ်းရှိကြပါစေဆိုပြီးတော့မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်တတာပါနောက်နေ့မှာဆက်ပြီးတော့မှတွေ့ကြမယ်နော်